Hello everyone အားလုံးပဲမင်္ဂလာပါနိုဒီလေးတမကျေးဇူးလိုက်ပါတယ်စိတ်အားထက်သန်စွာချမှတ်လိုက်တဲ့ကိုယ့်ရဲ့ဂိုးတွေဟာနှစ်မကုန်ခင်ဘာလို့လန်တော့ဝမာတွေရက်သွားကြရလဲဒီလိုပုံစံမျိုးကိုယ်တိုင်လည်းကြုံတွေ့ပူပါတယ်နှစ်သက်မှာအားခဲထားပေမဲ့လအနေငယ်ကြရင်ရက်တန့်သွားတာမျိုးဒါကတငယ်ချင်းတို့တွေပဲဖြစ်နေမှာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့မှာတော့ကိုယ့်ရဲ့ဂိုးဆက်တင်တွေအမြဲကြရှုံးစေရတဲ့အဓိကအလွယ်၅ချက်ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအမှားကတော့ကိုယ့်ရဲ့ဂိုးတွေကအရန်ကြီးမာပြီးပုံတင်မရှိတာပါဥပမာကျမ်းမာအောင်နေမယ်ဒါမှမဟုတ်ပတ်စံပို့စုမယ်လို့ဆိုတာမျိုးပါဘလောက်ပို့စုမှလဲဘယ်ချိန်ထိလုံးရမှလဲဆိုတာတိတိကျကျမရှိတော့ဘယ်ကနေစရမှန်းမသိတော့ဘဲနဲ့စိတ်အားထက်သန်မှုကအလွယ်တကူပျောက်သွားတတ်ပါတယ်ဒီတော့တိုင်းတာလို့ရတဲ့ဂိုးတွေကိုချမှတ်ကြည့်ပါဥပမာလာမယ့်တစ်လမှာတစ်ပတ်ကို3ချိန်မိနစ်30လေ့ကျင့်ခန်းလုပ်မယ်လို့အချိန်ကာလသတ်မှတ်လိုက်ပါဒုတိယချက်ကတော့ကိုယ့်ရဲ့ဂိုးတွေကိုတပြိုင်နက်တည်းအရန်အများကြီးချမှတ်မိရပါတစ်ချိန်တည်းမှာအရာအလုံးကိုပြောင်းလဲဖို့စူးစမ်းလိုက်တဲ့အခါမှာတခုမှအောင်မြင်အောင်မလုပ်နိုင်မဲနဲ့အလုံးကိုလက်လွတ်လိုက်ရတတ်ပါတယ်ဒီတော့အရေးကြီးဆုံးဂိုးတစ်ခုကနေ3ခုအထိရွေးချယ်ပြီးတော့အဲ့ဒီပုံမှာပဲအာရုံစိုက်ကြည့်ပါတစ်ခုပြီးမြောက်သွားမှနောက်တစ်ခုကိုသတ်မှတ်ပါတတိယချက်ကတော့ကိုယ့်ရဲ့ချမှတ်လိုက်တဲ့ဂိုးအတွက်ခိုင်မာတဲ့အကြောင်းရင်းမရှိတာပါဥပမာပတ်စံစုတာကတငယ်ချင်းတွေစုလို့လိုက်ဆိုတာလားဒါမှမဟုတ်ကိုယ့်ရဲ့အနာဂတ်အတွက်လုံခြုံမှုရခြင်းလို့ဆိုတာမျိုးပေါ့ကိုမြည်ကြည့်ပါကိုယ့်ရဲ့ဂိုးဟာဘာကြောင့်အရေးကြီးတာလဲဆိုရဲအတွင်းစိတ်ကလာတဲ့စိတ်အားထက်သန်မှုကိုရှာဖွေကြည့်ပါစတုတ္ထချက်ကတော့လုံးဆောင်ရမယ့်အစီအစဉ်မရှိတာပါအများစုကရာလက်ကြီးကြီးမမကိုပဲအာယုံစိုက်ပြီးတော့နေ့စဉ်လိုက်နာရမယ်အလေးချင်းကိုမဖန်တီးမိကြဘူးဒီနေ့ဘာစလုပ်ရမလဲဆိုတဲ့အသေးစိတ်အစီအစဉ်ကိုချမှတ်ကြည့်ပါဥပမာစာအုပ်တအုပ်ပြီးအောင်ဖတ်မယ်ဆိုမဲ့စာမနက်တိုင်းမိနစ်20စာဖတ်မယ်ဆိုတဲ့အလေးချင်းကိုချမှတ်တာကပိုကောင်းပါတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးအမှားကတော့ကိုယ့်ရဲ့ကိုချမှတ်ပေးရနဲ့ပြီးပြီလို့ယူဆပြီးတော့ပုံမှန်ပြန်လည်စစ်ဆေးမှုမလုပ်တာပါကိုယ့်ရဲ့တိုးတက်မှုကိုမှတ်တမ်းတင်ရပါမယ်To-do list ဒါမှမဟုတ် habit tracking application တစ်ခုကိုသုံးပြီးတော့အပတ်စဉ်ပုံမှန်ဘယ်နေရာမှာတိုးတက်နေလဲဘယ်နေရာမှာနောက်ကျနေလဲဆိုတာကိုပြန်လည်သုံးသပ်ရပါမယ်ကဲဒီချက်၅ချက်ကိုရှောင်ပြီးတော့သေးငယ်တဲ့နေ့စဉ်လှုပ်ဆောင်မှုတွေကိုအာရုံစိုက်ကြည့်လိုက်မယ်ဆိုရင်ဒီနှစ်ကုန်မှာကိုလိုချင်တဲ့ဂိုးတွေကိုချမှတ်တဲ့အခါမှာရလက်ကောင်းတွေရရှိလာမှာသိကြပါတယ်ဒီ tip တွေကတငယ်ချင်းတို့ရည်မှန်းချက်ချမှတ်ရမှာအထောက်အကူပြုမယ်လို့လည်းယုံကြည်ပါတယ်ဒီဗီဒီယိုလေးကအသင်အတွက်အကျိုးရှိမယ်ဆိုရင် page ကို subscribe လုပ်ပြီးတော့ follow ထားဖို့လည်းမေ့ပါနဲ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye